အခန်းခွန်ထွက်တော်မူနန်းကခွာရတော့မည်မြမရေဒီယိုအတန်းမှမောင်ထွန်းရှိတက်ရောက်ပညာသင်ကြားနိုင်မည်မျက်မမြင်ကြောင်းကိုအကြောင်းပြန်ကြားပေးလိုက်သည့်အခါမောင်ထွန်းရှိဟာအဆိုပါကျောင်းသို့တွားရောက်ပညာသင်ကြားရန်ဖခင်ကြီးအားပူဇော်တော့သည်မျက်မမြင်ပညာသင်ကျောင်းမှာရန်ကုန်မြို့ရှိကြည်မြင်တိုင်းတွင်ဖြစ်နေသဖြင့်ခရီးဝေးကွာလွန်းသောကြောင့်ဖခင်ဖြစ်သူနှင့်ဆွေမျိုးတစုတို့ကမောင်ထွန်းရှိကိုတညီတညွတ်ထဲဝိုင်းဝန်းတားမြစ်ကြသည်မောင်ထွန်းရှိအတော်တယောက်ကမူထွန်းရှိရဲ့မင်းကမျက်စိလည်းမြင်ရတာမဟုတ်ဘူးမင်းလက်ထဲကိုစားစရာလာထည့်ပေးမှမင်းစားရတာမဟုတ်လားရန်ကုန်မြို့ဆိုတာမျက်စိမြင်တဲ့သူတွေတွားရင်တောင်လွယ်တာမဟုတ်ဘူးမင်းလိုမျက်စိမမြင်တဲ့သူဆိုပိုဆိုးမှာပေါ့စိတ်မချပါဘူးကွယ်မတွားပါနဲ့ဟုတားမြစ်လေတယ်မောင်ထွန်းရှိကလည်းစူးစားပန်းစားဆက်သွယ်စုံစမ်းထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တွားရောက်ပညာသင်ကြားရန်ဆုံးဖြတ်ထားပြီးဖြစ်နေသဖြင့်အိုးကျုပ်ကတော့တွားဖို့ဆုံးဖြတ်ပြီးပြီဗျတွားခြင်းနဲ့ပညာသင်ခြင်းနာဗျပညာသင်ခြင်းနာမင်းပညာသင်ခြင်းရင်ဒီမှာပဲဆရာခေါ်ပြီးသင်ပေးမယ်ရန်ကုန်ထိတော့မတွားပါနဲ့တားရဲ့အိုဗျာဒီမှာဆရာခေါ်တင်ရင်နှဲ့ဖြစ်ဖြစ်စိုင်းဖြစ်ဖြစ်တစ်မျိုးတည်းတင်ရမှာပေါ့တစ်မျိုးတင်ရင်တစ်မျိုးပဲရမှာဟိုမှာကအကုန်တင်ရမှာဗျရန်ကုန်မြို့သို့ပညာသွားရောက်သင်ရန်ဇွတ်တရုတ်ပြောဆိုနေသောမောင်ထွန်းရှိအားဦးလေးဖြစ်သူတယောက်ကလည်းဤသို့ဖြောင်းဖြတားမြစ်သေးတယ်ထွန်းရှိရဲ့မင်းဘာလို့ပညာသင်မှာလဲကွာမင်းစားကျင်နာလိုချင်နာလှူချင်နာတွေအကုန်ပြောငါတို့ဖြစ်အောင်လုပ်ပေးမှာပေါ့ကွမဟုတ်ဘူးဗျကျွန်တော်ကသူများကိုလက်ထဲလာထည့်ပေးမှစားရတာမျိုးမစားကျင်ဘူးကိုလိုအားနဲ့ကိုပညာနဲ့စားကျင်တာလှူရင်တန်းရင်လေကိုပိုင်အစွမ်းအစားနဲ့ရှာဖွေရရှိထားတဲ့ငွေတွေနဲ့ပဲလှူပေးကျင်တာသွားတင်ပြစီဗျာမတားကြပါနဲ့တော့လိုက်မပို့ကြဘူးဆိုရင်တော့ကျွန်တော်ကိုယ်တိုင်စုံစမ်းပြီးတယောက်တည်းသွားတော့မှာမောင်ထွန်းရှိ၏ပြင်းပြသောစံထားနှင့်စကားကိုနားထောင်ကဖခင်ကြီးမှစိတ်ကိုဒုံဒုံချလျက်ဆုံးဖြတ်ပြောဆိုလိုက်ရလေတော့သည်ကဲသူဒီလောက်တောင်ဆန္ဒပြင်းပြပြီးသွားခြင်းနေမှတော့တားလို့လည်းရမှာမဟုတ်တော့ပါဘူးဒီတော့သူ့ဆန္ဒအတိုင်းလိုက်ပို့ကြရုံပဲရှိတော့တာပေါ့ဗျာဟုပြောဆိုလိုက်ရာမောင်ထွန်းရှိမှအတိုင်းမသိဝမ်းသာပျော်ရွှင်မဆုံးတော့ပေမောင်ထွန်းရှိတွင်သူလှုပ်ချင်သောအလုပ်တစ်ခုကိုသူလိုချင်သောအရာတစ်ခုကိုရအောင်လုပ်မည်ရအောင်ယူမည်ဟုသောအကျင့်တစ်ခုသည်ငယ်စဉ်ကတည်းကပါရှိလာပြီးဖြစ်လေသည်မောင်ထွန်းရှိငယ်စဉ်ကလေးဘွားကတရားလုံးလက်ဖြားခါအောချခဲ့ရသည့်အဖြစ်အပျက်တစ်ခုလည်းရှိခဲ့သည်မောင်ထွန်းရှိတို့ရွာ၌အပူပိုင်းဒေသ၏ထုံးစံအတိုင်းတီးတီးပင်များရှိနေသည်အဆိုပါတီးတီးပင်များမှတီးတီးများသည်ညအခါကြွေကြားလေးရှိရာနက်နက်မိုးလင်းသည်နှင့်ရွာထဲရှိကလေးများသည်တီးတီးများကိုလိုက်လံကောက်ယူကြသည်ရွာထဲမှကလေးများနက်နက်စောစောတီးတီးကောက်ယူကြသောအခါမောင်ထွန်းရှိလည်းကောက်ချင်လာသည်မောင်ထွန်းရှိသည်မျက်စိမမြင်သောကြောင့်တီးတီးကောက်ယူရ၌အခက်အခဲရှိနိုင်ပေသည်သို့သောမောင်ထွန်းရှိသည်ကြုံလာရမည့်အခက်အခဲကိုကျော်လွှားနိုင်သည်တခြားသောကလေးများအိပ်ယာမှမထမီဦးအောင်စောစောထ၍အိမ်ကဝက်လုံးရှည်တစ်လုံးကိုယူဆောင်ကာတီးတီးပင်များအောက်သို့အရောက်သွားခဲ့သည်တီးတီးပင်အောက်ရောက်လျင်ကြွေကြနေသောတီးတီးများကိုအရနိုင်ယူရမည်ဟု၍လည်းဆုံးဖြတ်ထားသည်မောင်ထွန်းရှိလည်းဝါလုံးကိုမြေပေါ်တွင်ချလျက်ဝက်လုံးအားအရှိအနောက်တောင်မြောက်ဝှေ့ယမ်းဆန်းသက်လိုက်သောအခါကြွေကြနေသောတီးတီးတို့သည်ဝက်လုံးနှင့်ထိကာပုတ်ခါဖြစ်ကြရသည်ထိုအခါဝက်လုံးနှင့်ထိမိခိုက်မိလျက်ဝက်လုံးသားတွင်ရှိသောတီးတီးတို့ကိုအလွယ်တကူပင်ကောက်ယူနိုင်တော့သည်ဤနည်းဖြင့်တခြားသောတငယ်ချင်းများအိပ်ယာမှမနိုးမီပင်မောင်ထွန်းရှိသည်တီးတီးပင်အောက်မှတီးတီးများကိုအကုန်ကောက်ယူလာနိုင်သည်ဤသို့နက်နက်စောစောထ၍နေ့စဉ်နှင့်အမျှတီးတီးများကိုကောက်ယူနေသောကြောင့်ကြံရှိတငယ်ချင်းတို့မှတီးတီးများကိုဘယ်သူကောက်ယူနေတာလဲဟုဇဝေဇဝါဖြစ်လာကြသည်နောက်ဆုံး၌မောင်ထွန်းရှိကောက်ယူနေကြောင်းသိရှိသွားကြသောအခါကလေးများသာမကတရွာလုံးအံ့ဩကြရတော့သည်အမလေးနော်ထွန်းရှိမျက်စိမမြင်လို့သာပေါ့မြင်များမြင်ရင်အပင်ပေါ်ကတီးတီးတွေပါအကုန်လုံးပါသွားအောင်မဟု၍ပြောစမှတ်ပြုနေကြတော့လဲတခါတရံအပင်ပေါ်မှတီးတီးတို့ကို
ဝက်လုံးဖြင့်ထိုးချယူဆောင်လာခဲ့နိုင်သည်ကိုတရွာလုံးညီသူမျှမသိလိုက်ပေမောင်ထွန်းရှိလည်းငယ်စဉ်ကတည်းကဇွဲလုံးလဝရိယရှိ၍ဖြတ်ထိုးဉာဏ်ကောင်းသူတဦးဖြစ်ကြောင်းသက်သေပြနိုင်ခဲ့သည်မောင်ထွန်းရှိပညာသင်ကြားရန်ဖခင်ကြီးနှင့်ဆွေမျိုးများထံမှခွင့်ပြုချက်ရပြီးနောက်လိပ်စာပါတိုင်းရန်ကုန်မြို့ကြည်မြင့်နိုင်ရှိမျက်မမြင်ပညာသင်ကျောင်းသို့အကြောင်းကြားစာပေးပို့ခဲ့ရာမကြာမီရက်များအတွင်းမောင်ထွန်းရှိသင်ယူလိုသောပညာရပ်များနှင့်ကိုက်ညီသည့်ပခုက္ကူမြို့မျက်မမြင်ပညာသင်ကျောင်းသို့တွားရောက်ပညာသင်ယူရန်လမ်းညွှန်ချက်စာတစ်စောင်ရောက်ရှိလာလေသည်ထိုအခါရန်ကုန်မြို့ကြည်မြင့်တိုင်းမျက်မမြင်ပညာသင်ကျောင်းသည်နိုင်ငံတော်အစိုးရကအတိအမှတ်ပြုလူမှုဝန်ထမ်းဌာနလက်အောက်၌တရားဝင်သင်ကြားပို့ချနေသောကျောင်းတစ်ကျောင်းဖြစ်နေပေပြီထို့သောလူမှုဝန်ထမ်းဌာနမှလမ်းညွှန်ချက်စာရောက်ရှိလာသောအခါမောင်ထွန်းရှိတို့သားဖသည်ပခုက္ကူမျက်မမြင်ပညာသင်ကျောင်းသို့တွားရောက်ရန်ပြင်ဆင်ရတော့သည်ထိုအချိန်ကရွှေဘိုမှပခုက္ကူသို့တွားရောက်ရန်ပင်မလွယ်ကူပေမောင်ထွန်းရှိတို့နေထိုင်လျက်ရှိသောကြားရွာအလဲမှရွှေဘိုမြို့သို့ကားဖြင့်သွားရသည်ရွှေဘိုမှတဆင့်စကိုင်းသို့ကားဖြင့်သွားရပြန်သည်စကိုင်းမြို့ရောက်သောပခုက္ကူမြို့သို့ပြေးဆွဲနေသည့်သင်္ဘောကိုစောင့်၍စကိုင်းသင်္ဘောဆိပ်မှပခုက္ကူဆိပ်ကမ်းသို့အဆင့်ဆင့်မမောနိုင်မပန်းနိုင်သွားရလေသည်ပခုက္ကူဆိပ်ကမ်းသို့ရောက်ရှိပြီးဖြစ်သောလဲခရီးမဆုံးသေးပေဆိပ်ကမ်းမှတက်၍မြင်းလဲဖြင့်မျက်မမြင်ကျောင်းသို့သွားရ၏ဤသို့ဖြင့်ပခုက္ကူမျက်မမြင်ကျောင်းသို့ရောက်ရှိလာတော့သည်အချိန်မှာစောင်းအခါပြသို့လစပါးတလင်းလုံနေသည့်အချိန်ဖြစ်သည်ပခုက္ကူမျက်မမြင်ပညာသင်ကျောင်းမှာဖုံးတော်ကြီးတစ်ပါးကျောင်းတိုင်အုပ်ချုပ်နေသောကျောင်းတစ်ကျောင်းဖြစ်ပြီးဆရာတော်ကြီးမှာသက်တော်85နှစ်အရွယ်ရှိ၍ဘွဲ့တော်မှာဥပညာဝန္တမျက်မမြင်ဆရာတော်ဟူ၍ဖြစ်သည်မောင်ထွန်းရှိတို့သားဖနှစ်ဦးသည်ဆရာတော်ကိုဖူးမြော်ကြော့အပြီးဆရာတော်ကြီးကကျောင်းရှိအမြင်တပည့်များအားဤသို့မေးမြန်းလေသည်ဟဲ့လူမှုဝန်ထမ်းကပို့လိုက်တဲ့မျက်မမြင်ကျောင်းသားမောင်ထွန်းရှိရဲ့အနေထားကဘလို့တုံးကွဆရာတော်ကြီးကိုယ်တိုင်ကလည်းမျက်မမြင်ဖြစ်နေသောကြောင့်ဆရာတော်၏အမေကိုလက်အောက်ရှိတပည့်များကအသက်18နှစ်ကျော်18နှစ်သာဆိုတယ်အရက်မြင့်မြင့်ထွားထွားကြိုင်ကြိုင်မဲဖေဟာဘိုးကေအမောက်ကြီးကလည်းပြောင်းနေတာပဲလူမှုဝန်ထမ်းဌာနကပို့လို့သာလက်ခံရတယ်အရွယ်ကတော်တော်ရောက်နေပြီပဲကေចောင်းသားတစ်ကိုကနီဘက်ကចောင်းသားတွေနေရာမှာချထားပေးလိုက်ကြသို့နှင့်မောင်ထွန်းရှိသည်ပခုက္ကူမျက်မမြင်ကျောင်းတွင်လာရောက်ပညာသင်ယူနေကြသည့်ကနီမြို့နယ်မှမောင်ကြီးမောင်ဟန်များတို့နှင့်အတူတူအိပ်ဆက်ခဲ့ပြီးနောက်ညများတွင်လည်းမောင်ကြီးမောင်ဟန်များတို့နှင့်အခန်းဖော်များအဖြစ်အတူတူအိပ်ဆက်ရလေသည်ဖခင်ကြီးမှလည်းမောင်ထွန်းရှိအနေထားကိုကြည့်ကာစိတ်ချလက်ချဖြစ်သွားရပြီးစိတ်ထဲ၌လည်းသူများတွေနဲ့နေတဲ့ထိုင်တဲ့သွားတဲ့လာတဲ့စားတတ်ပါမလားလို့စိတ်ပူလိုက်ရတာအခုတော့ကြည့်ပါအောင်ငါနဲ့တောင်တညာတဲ့အိတ်တယ်သူတငယ်ချင်းအစ်စ်တွင်နဲ့အိပ်ပြီးအစင်ပြေနေလိုက်တာရွာမကျွဲနဲ့လှဲနဲ့တိုက်မိမာကိုစိုးရိမ်နေရအောင်မယ်ဒီမှာနေရထိုင်ခင်းတွေကလည်းချောမွေ့အပေါင်းအသင်းကလည်းအစင်ပြေစိတ်ချရပြီလေဟုတွေးတော်မိကမောင်ထွန်းရှိအားအမှန်တကယ်ပင်စိတ်ချသွားသဖြင့်ပခုက္ကူနဲ့သုံးညမြအိပ်ပြီးရွှေဘိုမြို့သို့ပြန်လာခဲ့တော့လေသည်အခန်းရှိအာဂလူမောင်ထွန်းရှိသည်ပခုက္ကူကျောင်း၌လက်ဆန်းစာပေကိုစတင်ရသည်သင်ကြားပေးသူမှာမျက်မမြင်ဆရာတော်တဦးဖြစ်သောဆရာဦးဆန်းမောင်ဖြစ်သည်ပုံမှန်မျက်မြင်ကျောင်းသားများ၏အထက်တန်းကျောင်းဖြစ်သည့်တငယ်တန်း၌စတင်သင်ကြားရသောအခါဝါလုံးမှစ၍ကာကြီးခါခွေးတို့ကိုသင်ကြားရသကဲ့သို့မောင်ထွန်းရှိတို့မျက်မမြင်သင်ငန်းစာ၌လည်း6ပေါက်စာကိုသင်ကြားရသည်6ပေါက်စာဆိုသည်မှာကဘာသုံးမြင်စာပင်ဖြစ်သည်ညာဘက်မှစတင်၍ဇရာကွက်ထဲတွင်အပေါက်3ပေါက်ထို့နောက်တစ်ဖန်ဘဲဘက်ကဲ့၍အပေါက်3ပေါက်ဖောက်ရသည့်စာမျိုးဖြစ်သည်ထိုကဲ့သို့ဘဲညာအပေါက်3ပေါက်စီဖောက်ရသောကြောင့်6ပေါက်စာဟုခေါ်ဆိုခြင်းလည်းဖြစ်ပါတယ်6ပေါက်စာကိုရေးသားရာတွင်တစ်သားအယိုးတက်စူးချွန်လေးကိုလက်မကိုင်း၍မျက်မမြင်သုံးစာရေးပေါင်ကြားညှက်ထားသည့်ချက်ပြားကလေးပေါ်သို့အမြင်အားဖြင့်အဖူကလေးများပီးပြင်းစွာထွက်လာအောင်စူးဖြင့်ထိုးပေါက်ရခြင်းမျိုးဖြစ်သည်
တနည်းအားဖြင့်ဘောင်ခတ်ထားသောစက္ကူပြားပေါ်၌အပေါက်ကလေးများဖောက်ပေးရခြင်းပင်ဖြစ်ပါတယ်။ထို့သို့စက္ကူပေါ်တွင်အပေါက်များဖောက်လိုက်သောအခါတစ်ဖက်၌အဖူကလေးများထွက်ပေါ်လာပေမည်။အဆိုပါအဖူကလေးများသည်မျက်မမြင်သင်္ကေတများဖြစ်ပြီးလက်ဖြင့်စမ်းလျက်ပြန်လည်ဖတ်ရှုနိုင်သည်။ထို့ကြောင့်လက်ဆန်းစာပေဟူ၍လည်းခေါ်ဆိုလေသည်။6ပေါက်စားသည်မြန်မာအခေယာကကြီးမှအထိB 33လုံးအင်္ဂလိပ်အခေယာA မှ Z အထိ26လုံးနှင့်ကဏန်းအခေယာအစုံကိုလည်းရေးသား၍ရသည့်အပြင်မြန်မာစာရေးသားရာ၌ပါဝင်သောရပင့်ရရစ်ဝါဆွဲအသက်စသည်တို့အပြည့်အစုံပါဝင်နေသကဲ့သို့အင်္ဂလိပ်အခေယာရေးသားရာ၌လိုအပ်သည့် full stop question mark စသည်တို့လည်းပါဝင်နေသည်ထို့ကြောင့်လက်ဆန်းစာပေကိုတက်မြောက်ထားပါကရေးသားထားသောစာကြောင်းစာပိုက်စာပုဒ်စသည်တို့ကိုအတိတ်ပဲမလွဲအောင်အလွယ်တကူဖတ်ရှုနိုင်လေသည်လက်ဆန်းစာပေ၏အစမှာ6ပေါက်ထိုးခြင်းအတက်ဖြစ်သောကြောင့်မောင်ထွန်းရှိသည်6ပေါက်ထိုးခြင်းကိုစတင်သင်ကြားရသည်ထို့သို့သင်ကြားရ၌မောင်ထွန်းရှိတွင်ထက်သန်သောစိတ်အားများရှိနေခြင်းကြောင့်အခြားသောမျက်မမြင်ကျောင်းသားများ6လသားများလေ့ကျင့်သင်ကြားရသောလက်ဆန်းစာပေအခြေခံ6ပေါက်ထိုးခြင်းသင်ခန်းစာကိုတရက်တည်းဖြင့်တက်မြောက်သွားခဲ့သည်သူငယ်တန်းတွင်စတင်သင်ကြားရသည့်ကျောင်းသားများအတွက်ကာကြီးမှအထိကိုတရက်ထဲနှင့်တင်ယူတက်မြောက်သွားခြင်းမျိုးပင်ဖြစ်လေသည်ထို့ကြောင့်ပင်မောင်ထွန်းရှိအားသင်ကြားပေးနေသည်ဆရာဦးဆန်းမောင်ကိုတိုင်မျက်လုံးပြူမျက်စံပြူဖြစ်သွားရကမောင်ထွန်းရှိမင်းကကျောင်းသားတစ်ယောက်သာဆိုတယ်တင်လေအစွမ်းထပ်ပါလားအာကလူသားပါလားအကွယ်မင်းလိုလူမျိုးတယောက်မှမတွေ့ဘူးသေးဘူးဟု၍ချီးမွမ်းရတော့သည်ထို့သို့ဆရာကချီးမွမ်းပြောဆိုသောအခါမောင်ထွန်းရှိကျေနပ်သွားခဲ့တော်လဲရွာမှထွက်လာရစဉ်တကဲ့သို့ငါမှငါဟုသောမာန်မာနာများပျောက်ကွယ်သွားခဲ့ရပြီဖြစ်လေသည်အဘဲကြောင့်ဆိုသောပခုတ်ကူကျောင်း၌လောကီလောကုတ္တရာစာပေရေးရာတကြွမှုတွင်မောင်ထွန်းရှိထက်အလွန်သာလွန်သောကျောင်းသားအများအပြားကိုတွေ့နေရသောကြောင့်ဖြစ်သည်ထို့ကြောင့်စိတ်ထဲ၌လည်းငါကငါကိုငါတဲအထင်ကြီးသူပါလားတကယ်တော့ငါတိသမျှတက်သမျှတွေဟာဘာမှမဟုတ်သေးပါလားငါစူးစမ်းရအောင်မယ်အများကြီးစူးစမ်းရအောင်မယ်ဟုတွေးတော်ဆင်ခြင်မိကစူးစမ်းအားထုတ်ရန်သာစိတ်ပိုင်းဖြတ်လိုက်ရလေသည်ဤသို့စိတ်ပိုင်းဖြတ်ကစာကိုစူးစမ်းသင်ယူနေရတော့လဲဝါတွင်ကာလနှင့်တရင်ကျွအချိန်အခါသမယများ၌မိမိ၏စာတိမြေကြားအလဲရွာကိုတတိယတန်တမိနေသည်ယခုမောင်ထွန်းရှိရောက်ရှိပညာသင်ယူနေသောပခုတ်ကူမြို့ပေါ်တွင်နက်နက်စောစော3နာရီ4နာရီခန့်မှစတင်၍ရက်ကွက်အသီးသီးရှိဗုဒ္ဓဘာသာဝင်လူငယ်လူရွယ်များဟာမိမိတို့၏ရက်ကွက်အလိုက်နိဗ္ဗာန်စောပြုလုပ်နှိုးဆော်ကြရတယ်။စုရဲ့အဖြစ်သတ်မှတ်ထားသောဓမ္မယုံအသီးသီးတို့တွင်လူစုကဖျားစေတီများကိုလှည့်လည်မိပူဆော်ကြရတယ်။ထိုကဲ့သို့နိဗ္ဗာန်စောအတန်းများနှင့်ကျေးစီတီးတန်လှည့်လည်မိပူဆော်တန်တို့ကိုမောင်ထွန်းရှိကြားသိရခြင်းတွင်မိမိ၏ရွာနှင့်ရွာဓလေ့တို့ကိုတတိယလွမ်းဆွမိတော့သည်မောင်ထွန်းရှိတို့၏ကြားရွာဓလေ့မှာထိုကဲ့သို့တည်င်းကျွလာရောက်သောအခါနေ့ရက်ကြီးများတွင်နနက်4နာရီခန့်မှစ၍ရွာအတွင်းရှိအမျိုးသမီးကြီးများဟာအလဲတွင်စွန်းနှင့်စွန်းဟင်းများတောက်တော်ရေခွက်များထည့်၍ဘေးတွင်ဝါစိမ့်နီးပြရောင်စုံပါသောမိဘုံကလေးများတင်ထားသည့်လင်ပန်းပြက်များကိုရွက်ရည်၎င်းအမျိုးသမီးငယ်အပြိုကလေးများသည်လက်တစ်ဖက်တွင်စီစိန်စက်ကူများဖြင့်ပြုလုပ်ထားသောမိကြာခိုင်မိကြာတိုင်းနှင့်တခြားလက်တစ်ဖက်တွင်ဖျားတင်လူရန်ဖျားပန်းများကိုကင်ဆောင်၍၎င်းငယ်ရွယ်သည့်ကလေးတငယ်များသည်ရောင်စုံမိဘုံမိပလုံများကိုဒုတ်တန်ရှိ၌ချိတ်ဆွဲကင်ဆောင်ကြ၍၎င်းရှေ့ဆုံး၌လူကြီးများကရေခင်းတန်းဖြင့်တီးမှုတ်ကြ၍၎င်းမောင်ထွန်းရှိတို့လူငယ်ဝိုင်းကမိရောင်စုံလူတန်းကြီး၏နောက်မှနှဲ့ပလွေဘုံလင်းကွင်းတို့ကိုတီး၍ရွာလုံးကျွတ်မြိုင်မြိုင်ဆိုင်ဆိုင်ဖြင့်တမိုင်းဝင်ရွှေလင်းပင်ဖျားကြီးအပါဝင်အပတ်စဉ်ဝါတွင်အလှဲ့ကျဇေဒီပထိုးများရှိရာသို့ပျော်ရွှင်စွာပန်းရေချမ်းစီမီတို့ကိုပူဇော်ကက်လူကြမြဲဖြစ်ပါသည်ထိုကဲ့သို့မောင်ထွန်းရှိတို့၏
ကြားရွာဓလေ့ဖြစ်သောမိရောင်စုံတန်းရှည်ကြီးနှင့်တကွနက်နက်စောစောကြည်နူးဖွယ်ရာရေခင်းတန်တို့ဖြင့်လှည့်လည်ပူဇော်ကြသည်ကိုမြင်ရသူတိုင်းသဘောကျနှစ်ချိုက်ကြည်နူးရစမြဲဖြစ်ပေသည်အထူးသဖြင့်ရွာသို့ဆက်လာကကြသည့်မင်းသားမင်းသမီးဆက်သူဆက်သားများထိုကဲ့သို့ပင်ကြည်နူးစရာကောင်းသောမိလှည့်လည်ပွဲကိုကြည့်ရှု၍ချီးမွမ်းတာရုခေါ်ကြရလေသည်မောင်ထွန်းရှိဟာထိုကဲ့သို့ရွာဓလေ့ရက်ဓလေ့များကိုရန်ဖန်ရန်ခါလွမ်းဆွတ်တတိယမိသောလဲမိမိ၏ယုံကြည်ချက်ကိုအပြတ်မခံဘဲလွမ်းစိတ်ကိုဖြေဖြောက်လျက်ပညာကိုသာကြိုးစား၍သင်ယူနေသည်ထို့သို့ကြိုးစားအားထုတ်လျက်ပညာသင်ကြားခဲ့သောကြောင့်လဲကျောင်း၌ကျောင်းသားပေါင်း80ကျော်ရှိလေရာမကြာသောအချိန်ကာလရက်များအတွင်းကျောင်းသားသည့်မောင်ထွန်းရှိသည်ရခင်ကျောင်းသားများဟောင်းအဆင့်သို့အမီလိုက်နိုင်ရောက်ရှိလာတော့သည်မောင်ထွန်းရှိတို့သည်ကျောင်း၌စာရေးစာဖတ်ပညာဗေဒင်ပညာကဏ္ဍသင်ကြားဂီတအနုပညာစသည်တို့ကိုသင်ကြားကြရာတနေ့၌မောင်ထွန်းရှိတို့တငယ်ချင်းတစုအားလက်ချင်းတွင်အချင်းချင်းစကားဝိုင်းဖွဲ့ပြောဆိုကြရာအေးကွာတို့တွေဒီကျောင်းမှာပညာသင်ကြားကြတာကတော့ဟုတ်ပါပြီဒါပေမဲ့ဒီကျောင်းကနေပညာဆုံးလို့ထွက်သွားကြပြီးရင်တို့တွေဘာဆက်လုပ်ကြမှာလဲကိုရွာကိုပြန်ပြီးနေုံလောက်နေတော့ဘာမှအကျိုးရှိမှာမဟုတ်ဘူးနော်ဒါဆိုရင်တို့ဘာလုပ်ကြမလဲဒီကျောင်းကနေထွက်ပြီးရင်တို့တငယ်ချင်းတွေစုပေါင်းပြီးအဖွဲ့အစည်းလေးတစ်ဖွဲ့ဖွဲ့ရင်မကောင်းဘူးလားဟာဟုတ်တယ်ကောင်းတယ်ကွာဒီလိုအဖွဲ့ထောင်မယ်ဆိုရင်တို့တွေအခုချိန်ကစပြီးတက်ထိုက်တဲ့ပညာတွေကိုခွဲဝေသင်ယူထားရမယ်အေးအဲ့ဒါလည်းဟုတ်တာပဲဒါဆိုဒီလိုလုပ်ရအောင်ထွန်းရှိကနှဲပညာရနေတယ်ဆိုတော့ကျန်တဲ့သူတွေကကျန်တဲ့ပညာတွေကိုတစ်ခုစီမျှတင်ကြတာပေါ့ကွာမကောင်းဘူးလားအေးဟုတ်တယ်ကောင်းတယ်ဟုတငယ်ချင်းများတိုင်ပင်ဆုံးဖြတ်သဘောတူကြကမောင်ထွန်းရှိကနှဲပညာမောင်ကြည်ကတယောမောင်ခင်အောင်ကဂီတမောင်ဟန်မြကဒိုးပညာမောင်လှစိုးကပတ္တလာမောင်ချိုကမေဒလင်စသဖြင့်ဂီတပညာများကိုအသီးသီးခွဲဝေသင်ယူကြလေသည်ဤသို့ဖြင့်မိမိတို့ကြာရာတာဝန်များကိုပညာရဲ့အသီးသီး၌စ조사သင်ယူနေကြရာတစ်နှစ်၌ပခုတ်ကူကျောင်းဆရာတော်ကြီး၏လက်ထောက်ဖြစ်သူဦးတေဇောဘာသာကမောင်တွန်းရှိတို့တငယ်ချင်းတစုကိုခေါ်ယူလေတော့သည်ဦးတေဇောဘာသာမှလည်းမျက်မမြင်တဦးဖြစ်ပြီးလောကီလောကုတ္တရာပညာရများကိုထူးချွန်ထက်မြက်သဖြင့်ဆရာတော်ဦးပညာဝန်သား၏အာအကိုရဆုံးလက်ယုံတစုလည်းဖြစ်နေသည်မောင်ထွန်းရှိတို့တငယ်ချင်းတစုရောက်ရှိလာသောအခါဦးတေဇောဘာသာကကဲမင်းတို့တွေမှန်မှန်ဖြေကြစမ်းမင်းတို့တငယ်ချင်းတစုဂီတအနုပညာရက်တွေကိုသင်ကြားနေကြတယ်လို့ကြားရတယ်ဘယ်နဲ့ကွာမင်းတို့ကလောကီလောကုတ္တရာစာပေကိုဦးစားပေးမသင်ကြဘဲနဲ့ဒီလိုနှိမ့်ကြတဲ့ပညာတွေကိုဦးစားပေးသင်နေကြတာမင်းတို့တွေဘူတာမှာတောင်းစားဖို့သင်နေကြတာလားဟဲ့ထိုကဲ့သို့ဦးတေဇောဘာသာကပြောဆိုမိန်ကြားအပြီးတွင်မောင်ထွန်းရှိတို့တငယ်ချင်းတစုခိတ္တမြငြိမ်ကြသွားကြတော့လဲခဏအကြာတွင်တယောပညာကိုသင်ယူနေသောမောင်ကြီးကစတင်လှုပ်ရှားပြောဆိုလာတယ်အဲ့ဒီလိုတော့မဟုတ်ပါဘူးဖေဟာတပည့်တော်တို့ဒီပညာတွေကိုသင်ယူနေကြတာရည်ရွယ်ချက်နဲ့ပါဖေဟာရည်ရွယ်ချက်ရှိပါတယ်ထိုအချိန်တွင်ဦးတေဇောဘာသာ၏တပည့်ရင်းဖြစ်သူဦးစင်ကြီးဦးတုစိတ်တာကလည်းမောင်ထွန်းရှိတို့တငယ်ချင်းများဘက်ကကူလျှောက်ပေးရှာလေသည်ဟုတ်ပါတယ်ဖေဟာသူတို့မှရည်ရွယ်ချက်နဲ့ပါဖေဟာရည်ရွယ်ချက်တွေရှိလို့ဒီလိုစူးစမ်းနေကြတာပါဖေဟာကဲဟုတ်ပါပြီဘာရည်ရွယ်ချက်လဲပြောကြစမ်းပါအောင်မှန်ပါဘဝတူများအတွက်အဖွဲ့အစည်းတစ်ခုတီထောင်ခြင်းလို့ပါဖေဟာဟေးဤချိန်တွင်မောင်ထွန်းရှိတို့တငယ်ချင်းတစုအားစူလိုက်ငေါက်လိုက်မည်ဟုအားခဲထားသောဦးတေဇောဘာသာကိုယ်တိုင်ဟေးဟုတလုံးနဲ့အတန်ထွက်လာကအံ့ဩမှင်သက်သွားတော့လေသည်ထို့နောက်ခေါင်းညိတ်ပြီးပြုံးရည်လိုက်ခါအေးဟဲ့ဒီလိုဆိုတော့လေမင်းတို့ရည်ရွယ်ချက်ကကောင်းသားပဲအေးရည်ရွယ်ချက်ကိုပုံမခိုင်မာအောင်စူးစမ်းကြသင်ယူကြဟုမိန့်ဆိုလိုက်သောအခါမောင်ထွန်းရှိတို့တငယ်ချင်းတစုမှပုံမို၍အားတက်ပျော်ရွှင်သွားကပုံမိုစူးစမ်းခြင်းစိတ်တို့ဖြစ်ခဲ့ရတယ်ထိုအချိန်မှစ၍ဦးတေဇောဘာသာသည်၎င်းဦးတုစိတ်တသည်၎င်းမောင်ထွန်းရှိတို့အဖွဲ့ကိုအမြဲသွန်သည်ဆုံးမအားပေးကကူညီဆောင်ရှောက်ခဲ့ကြတယ်တခါတရံ၌လည်းဦးတေဇောဘာသာသည်မောင်ထွန်းရှိတို့တငယ်ချင်းတစုကိုပြုံးကြီးဖြစ်လျက်အာကကောင်းတွေဟုပြောဆိုတတ်လေသည်
ဤသို့ဖြင့်မောင်ထွန်းရှိတို့တငယ်ချင်းတစုသည်ပခုတ်ကူမျက်မမြင်ပညာသင်ကျောင်း၌ပညာရဲ့အသီးသီးကို3 နှစ် 3 မိုးသင်ယူတက်မြောက်ခဲ့ကြပြီးမြန်မာနှစ်1330ပြည့်နှစ်ခရစ်နှစ်1968ခုနှစ်တွင်ကျောင်းတော်ကြီးမှထွက်လာခဲ့ကြတော့လေသည်ထိုအချိန်ကာလများမှာမြန်မာနိုင်ငံအဝန်း၌လမ်းပန်းဆက်သွယ်ရေးများခက်ခဲပြီးတည်တင့်ကောင်းမွန်ခြင်းမရှိသေးတော့လဲမျက်စိမမြင်သောမောင်ထွန်းရှိတို့ဟာတငယ်ချင်းများနေထိုင်ရာကနီမြို့နယ်ရှိကျွဲဖိုးရွာစူးလေကုန်းရွာမိုးကောင်းရွာများသို့ခိတ္တခဏအလဲအပတ်လိုက်သွားလိုက်သေးသည်ကနီမြို့နယ်အတွင်း၌လဲပတ်ပြီးမှသာမိမိ၏ဇာတိရွာဖြစ်သောရွှေဘိုမြို့နယ်ကြားအလဲရွာသို့ပြန်ခဲ့လေသည်အာကမောင်ထွန်းရှိပါလေအခန်းကိုချိုတေးရင်လာပြီးမောင်ထွန်းရှိ၏ဇာတိရွှေဘိုမြို့နယ်ကြားလေရွာသို့ပြန်ရောက်လာသောအခါဖခင်ကြီးမှာဥဖိုးဝင်မဟုတ်တော့ဘဲရွာဦးကျောင်း၌တရင်သုံးနေထိုင်သောဦးစဝနအဖြစ်ဘဝပြောင်းကဖူးတွေ့ရတော့လေသည်ဖခမဲတော်ဦးစဝနကမောင်ထွန်းရှိကိုမြင်ချင်းတာမောင်ထွန်းရှိပညာရေအတော်ဆုံးခဲ့ပြီလားအေးအဖေစန္ဒာကမင်းမေဆုံးသွားပြီးကလေးကသာသနာဘောင်းထဲဝင်ပြီးသင်္ကန်းဝတ်ချင်နေခဲ့တာဒါပေမဲ့ငါသားကိုစိတ်မချတာနဲ့ဒီလောက်အထိကြာသွားတာမင်းပခုတ်ကူမှာစာ2 နှစ်သင်ခဲ့ပြီးခဏပြန်လာတော့ကလေးကအဖေမင်းရဲ့အရေးချင်းတွေကိုကြည့်ပြီးစိတ်ချသွားခဲ့ရတယ်ဒါကြောင့်လဲအခုအဖေဆန္ဒအတိုင်းသင်္ကန်းဝတ်လိုက်တာကွလော်ကီဘောင်ကိုညှိငွေ့သွားပါပြီကွမောင်ထွန်းရှိဟာဖခင်ဥဖိုးဝင်ခေါ်ဦးစဝန၏မိတ်ဆိုမှုများကိုငြိမ်သက်စွာနားထောင်နေရင်ဖခင်ကြီး၏မြစ်တာဖခင်ကြီး၏ကျေးဇူးကုံတို့ကိုအာယုံပြုလျက်ဖခင်ကြီးအားရိုသေဝတ်တွားစွာရှ िख ိုးကြောလိုက်တော်သည်ဖခင်ကြီးဦးစဝနမှလည်းတည်ငြိမ်သောအတန်ဖြင့်တာဓုတာဓုတာဓုဟူ၍တာဓု3 ကြိမ်ခေါ်ဆိုလိုက်လေသည်မောင်ထွန်းရှိပခုတ်ကူကျောင်း၌ပညာသင်ကြားနေစဉ်အတွင်း2 နှစ်ပြည့်သောအခါဇာတိရွာသို့ခိတ္တပြန်လာခဲ့သေးသည်ထိုအချိန်ကလေးကမောင်ထွန်းရှိအရေးအချင်းအစွမ်းအစများကိုဖခင်ကြီးကမြင်တွေ့သိရှိခဲ့ရပြီးစိတ်ချသွားရခဲ့ပြီဟုဆိုလေသည်ယခု3 နှစ်ပြည့်သောအခါပို၍စိတ်ချသွားလေသလားမသိရာသက်ပံသင်္ကန်းဝတ်သွားခဲ့လေပြီထိုအပြင်လဲသင်္ကန်းဝတ်ချင်နေတာကြာခဲ့ပြီးမင်းအမေဆုံးပြီးကလေးကမင်းကိုစိတ်မချလို့ဟုဆိုခဲ့ပြန်သည်ယခုမူဖခင်ဖြစ်သူမှာမောင်ထွန်းရှိအတွက်စိတ်ချလက်ချဖြစ်သွားရပါတော့သည်သို့သောမိခင်ဖြစ်သူမှာမောင်ထွန်းရှိအားစိတ်ချလေးဤလားမပြောတတ်မောင်ထွန်းရှိတွေးရင်မျက်လုံးအိမ်ထဲ၌မျက်ရည်စများရွဝဲလာခဲ့ရသည်ထိုအတူငယ်ဘဝကိုလည်းပြန်လည်၍တတိယလာသည်အဆိုပါကိုမောင်ထွန်းရှိမမေ့တွေးမိတိုင်းမိခင်ကြီးကိုတနာကရုဏာဖြစ်ရသည်ငါတို့မှမရှိပါဘူးကွယ်မင်းတို့ထင်နေလို့ပါဘာမရှိရမှာလဲဗျအတော်ကြီးမသေးခြင်းရှိတာအကုန်ထုတ်ပေးနော်ဘုံမောင်ထွန်းရှိ9 နှစ်သားအရွယ်၌မောင်ထွန်းရှိတို့အိမ်သို့တပြားများဝင်ရောက်လူရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရသည်ကာလက1952ခုနှစ်အတွင်းမှနေ့ရက်တရက်ဖြစ်သည်အချိန်ကအိမ်ရှိလူများရွာရှိလူများနှစ်ချိုက်အိမ်မောကြနေသည်နနက်1 နာရီကျော်2 နာရီဝန်းကျင်အချိန်ပင်ဖြစ်သည်ဓမြများသည်အိမ်အတွင်းသို့တကားခောက်ဝင်လာကြပြီးတကားလာရောက်ဖွင့်ပေးသောဖခင်ကြီးနှင့်အကိုကြီးတို့ကိုဖမ်းဆီးကြိုးတုပ်ထားလိုက်ကြသည်ဖခင်ကြီးမှလည်းထိုစဉ်ကာလကဝင်ထက်သွားလာခိုးအောင်လိရှိသောရောင်စုံတပုံများနှင့်ပြည်သူရဲဘော်များအထင်ဖြင့်တကားကိုဖွင့်ပေးခဲ့ရာမထင်မှတ်ဘဲဖမ်းဆီးခြင်းခံခဲ့ရလေတယ်ဒီမဲ့အတော်ကြီးကျုပ်တို့လိုချင်တာကရွှေတွေငွေတွေနော်အသားတကြီးထုတ်ပေးရင်ပေးမပေးရင်အသားနာလိမ့်မယ်နော်ဘုံဓမြများသည်အိမ်ရှိခန်း၌ဖခင်ကြီးနှင့်အကိုကြီးကိုဖမ်းဆီးချုပ်နှောင်အပြီးမောင်ထွန်းရှိတို့အိမ်နေသောအိမ်ခန်းအတွင်းသို့ဝင်ရောက်လာကမိခင်ဖြစ်သူအားတစ်သားပြားနှင့်တပုံရိုက်နှက်လျက်၎င်းတို့အလိုရှိသောရွှေငွေရတနာတို့ကိုသာမရမကတောင်းယူနေတယ်မိခင်ကြီးမှလည်းတကယ်မရှိလို့ပါကွယ်တရွာလုံးမီးလောင်သွားပြီးလူတွေဒုက္ခရောက်နေတာကြာနေပြီပဲအိုးရွာမီးလောင်တာ4 5 6နှစ်တောင်ရှိသွားပြီဗျကဲညာအောင်ဘုံ
ကဲမင်းတို့မယုံရင်လေဟိုတစ်ထားတဲ့ကိုသာရှာကြည့်ကြတော့ရော့တော့ဒီမှာဟုဆိုကမိခင်ကြီးသည်တစ်ထားတော့ကိုထုတ်ပေးလိုက်ရာဓမြများသည်တစ်ထားကိုတော့ဖြင့်မဖွင့်ဘဲဒုတ်ဓားများဖြင့်ရိုက်နှက်ဖွင့်ကြပြီးလျှင်တစ်ထားအတွင်းမှတွေ့ရှိသောရွှေလက်ကောက်များကိုယူဆောင်ကထွက်သွားလေတော့သည်အဆိုပါရွှေလက်ကောက်တို့မှာမောင်ထွန်းရှိအမပိုင်ဆိုင်သောလက်ကောက်များဖြစ်သည်ထိုနေ့ကအမဖြစ်သူမှာဈေးဝယ်ရန်ရှိသဖြင့်ရွှေဘိုမြို့သို့နည်းနည်းစောစောကပင်ထွက်ခွာသားခဲ့သည်ဈေးဝယ်ရမည့်ပစ္စည်းတို့မှာအလွန်များပြားလွန်းကရွှေဘိုမြို့၌ညအိတ်ဝယ်ယူနေရသဖြင့်လည်းထိုညကကံကောင်းသွားသည်ဟုဆိုရပေမည်သို့မဟုတ်ဘဲတရက်ညနောက်ကျသွားပါကကုန်ပစ္စည်းဝယ်ယူမိငွေများဓမြလက်ထဲသို့အကုန်အစင်ပါသွားကြတော့ပေမည်ဓမြများမှာမိခင်ကြီးအားတစ်သားပြားဖြင့်ရိုက်နှက်နေစဉ်မိခင်ကြီးမှာမောင်ထွန်းရှိအားကြစ်ပါအောင်ပွေဖက်ကာကွယ်ပေးထားသည်ကိုမောင်ထွန်းရှိမှတ်မိနေသည်မောင်ထွန်းရှိမှမတိရှာပဲမိခင်ကြီးနှင့်ဓမြများပြောဆိုနေကြသံဓမြများမှမိခင်ကြီးအားရိုက်နှက်နေတံတို့ကိုကြားနေရပြီးအလွန်ကြောက်ရွံ့နေရှာသည်၎င်းအဖြစ်ပြက်တို့မှာမောင်ထွန်းရှိ9 နှစ်သားအရွယ်ကဖြစ်ပျက်ခဲ့ပြီးနောက်တစ်နှစ်ခန့်အကြာတွင်မိခင်ကြီးမှာအမျိုးသမီးယောဂဖြင့်အိပ်ရတဲ့ဘုံလဲရတော့သည်မိခင်ကြီးယောဂဝေဒနာမှာတစ်နေ့တစ်ခြားပို၍ဆိုးဝါးလာကတစ်နေ့၌ပြင်းထန်သောဝေဒနာကိုခံစားနေရသဖြင့်ရွာအတွင်းရှိဆွေမျိုးမိတ်သားများပင်စုရုံးရောက်ရှိလာရသည်ညနေဆောင်နေဝင်ခါနီး၌တေလူမျောပါဖြစ်လာရတော့သည်ဤကဲ့သို့သောအခြေအနေကိုမတိရှာသောမောင်ထွန်းရှိသည်မိခင်ကြီးအနား၌တွားရောက်အိပ်ဆက်ရန်ပူဇာလေသည်ကျွန်တော်အမေနဲ့တူအိတ်ချင်တယ်ထို့သို့ပူဇာနေသောကြောင့်ဘေးတွင်ရှိနေသောဦးလေးအတော်အကိုအမများမှအမျိုးဖြောင်းပြပြောဆိုနေသောလည်းမရသဖြင့်အတော်ဖြစ်သူအမေ၏ညီမကကဲပါကလေးကဒီလောက်ပြောဆိုပူဇာနေတာနေမကောင်းဖြစ်နေတဲ့သူ့အမေလည်းကြားနေမှာပေါ့နှစ်ယောက်စလုံးစိတ်မကောင်းမဖြစ်ရအောင်ထွန်းရှိဆန္ဒလည်းပြေသွားအောင်တိတ်လိုက်ကြပါတိတ်လိုက်ဟု၍ဝင်ရောက်ပြောဆိုလိုက်မှမောင်ထွန်းရှိသည်မိခင်ကြီး၏ညာဘက်ဘေးတွင်အိပ်ဆက်ခွင့်ရခဲ့သည်သို့တော်လည်းမိခင်ကြီးအနားရောက်၍9 မိနစ်အကြာတွင်မိခင်ကြီးထံမှဟင်းဟု၍ညီးတွားသံကြားလိုက်ရအပြီးတွင်ဘေးတွင်ရှိနေသောမောင်ထွန်းရှိ၏အမကြီးမှလည်းအမလေးအမေရဲ့ဟု၍အော်ဟစ်ငိုကြွေးသံကိုကြားလိုက်ရသဖြင့်မောင်ထွန်းရှိလည်းအိယာဘေးမှရုတ်တရက်ထထိုင်ကလန့်ပြီးအော်ငိုပြေးခဲ့လေသည်မိခင်ကြီးနောက်ဆုံးထွက်သက်ထီတိုင်အောင်မောင်ထွန်းရှိအားစိတ်ချသွားသည်လားစိတ်မချသွားသည်လားဆိုတာအတိအကျမသိခဲ့ရတော့လဲယခုဖခင်ကြီးမှစိတ်ချသွားပြီဟုပြောဆိုခြင်းခံလိုက်ရသောကြောင့်မောင်ထွန်းရှိကိုယ်တိုင်မှလည်းဖခင်ကြီးအားဥချကြော့နေရင်ဝမ်းနေဝမ်းသာဖြစ်ရတော့သည်ထို့နောက်မောင်ထွန်းရှိသည်ကြားအလေရွာ၌ရှစ်လတားမြနေထိုင်ကပခုတ်ကူကျောင်းကတင် जा ပေးလိုက်သောလက်ဆန်းစာပေများကိုပြန်လည်ရေးကျင့်ကြီးလေးကျင့်ဖတ်ကြားခြင်းနှင့်အားလတ်သောအချိန်များ၌နှဲတလက်ဖြင့်အချိန်ကုန်စေခဲ့လေသည်တစောင်းမုံလနောက်ပိုင်း၌တငယ်ချင်းများနှင့်အချင်းအချက်ကြိုတင်တိုင်ပင်ပြုလုပ်ထားသည့်အတိုင်းရခင်ကပခုတ်ကူကျောင်းကလေးကကိုပိုင်မုံပိုးများဖြင့်ဝယ်ယူစုဆောင်းထားခဲ့ကြသောမေဒလင်တယောဒို့လင်းကွင်နှဲစသည့်တူရိယာပစ္စည်းများဖြင့်ဂီတဝိုင်းတစ်ခုပြုလုပ်ရန်စီစဉ်ကြရသည်အဆိုပါဂီတဝိုင်းကိုလည်းအားလုံးသဘောတူဆုံးဖြတ်ပေးထားသောချိုတေးရင်အမည်ဖြင့်စတင်တီးခတ်ကြရန်တိုင်ပင်ပြောဆိုကြပြီးနောက်ပထမဆုံးစတင်တီးခတ်ဖျော်ဖြေရသောပွဲမှာချင်းတွင်းမြစ်၏ကမ်းနဘေးတွင်တည်ရှိသောရင်းရိန်ရွာအလှပွဲပင်ဖြစ်သည်အလှဒါယကမှာဦးအောင်မောင်ဆိုသူဖြစ်ပြီးမောင်ထွန်းရှိတို့၏ချိုတင်းရင်တီးဝိုင်းအားအလှဒါယကကိုယ်တိုင်၏ဖိတ်ကြားချက်အရတွားရောက်တီးခတ်ရခြင်းလည်းဖြစ်ပထမဆုံးကျင်းတီးခတ်ဖျော်ဖြေရခြင်းလည်းဖြစ်သည်ဖြင့်မောင်ထွန်းရှိတို့တငယ်ချင်းတစုမှာပျော်ရွှင်ဖွယ်အားရဖွယ်ကျေနပ်ဖွယ်ပီတိဖြစ်ဖွယ်ဆူဆူတို့ဖြင့်ဘဝတစ်သက်တာလုံးမေ့ပြောက်၍မရနိုင်တော့သောနေထူးနှင်းမြတ်တစ်ခုဖြစ်ရတော့သည်ထို့အပြင်ပို၍ဝမ်းမြောက်ဖွယ်ကောင်းသည်မှာမောင်ထွန်းရှိတို့၏ချိုတင်းရင်တီးဝိုင်းမှာရွာနီးချုပ်ဆက်သို့အလင်းအမြန်ပြန့်နှံ့သွားပြီးကောင်းသတင်းကြော်ကြားသွားခြင်းပင်ဟဲ့ရင်းရင်ရွာကကိုအောင်မောင်အလူမှာမျက်မမြင်တွေဆိုကြတီးကြတာတိတ်တော်တာပဲအံ့ဩစရာကြီးပါတော့အိုးဟုတ်ပါကောင်းချက်ကတော့ကိုတင်လှိုင်တို့ကိုတန်းလှိုင်တို့မောင်မောင်ညွန့်တို့တွန်တွေးသိမ့်နံတို့လာဆိုနေတဲ့အတိုင်းပဲအေးဟေးတို့မမြင်လိုက်ရနားမထောင်လိုက်ရတာနာတာပဲဟေး
ဤသို့ဖြင့်မောင်ထွန်းရှိတို့၏ချိုတေးရင်တီးဝိုင်းဟာနေချင်းညချင်းတဟုန်တို့နာမည်ကြီးသွားခဲ့ပြီးပထမဆုံးအကြိမ်ဖြင့်အလူပွဲမှစုချသောငွေများမှာပင်180ကျပ်ဖြစ်နေသောကြောင့်ထိုခေတ်က9ကျပ်သုံးစွဲနိုင်သောသူသည်တထေးဖြစ်ရာမောင်ထွန်းရှိတို့ရရှိခဲ့သောငွေပမာဏကိုနှိုင်းချိန်ရှိနိုင်ပေသည်မောင်ထွန်းရှိတို့တငယ်ချင်းတစုဟာပထမဦးဆုံးပွဲမှာပင်အောင်မြင်မှုများစွာရရှိသွားသဖြင့်အားတက်သွားကြကချီးမြှင့်ငွေ180ကျပ်ကိုလည်းညီသူမှမသုံးစွဲကြဘဲရန်ပုံငွေအဖြစ်ထားရှိလျက်ရခင်ပခုတ်ကူကျောင်း၌ဆရာဖြစ်ခဲ့မှုသောဆရာဦးဉာဏ်မောင်ကိုပင်ဖိတ်၍ပညာရည်ပြေဝစေရန်အတွက်ဆက်လက်လေ့ကျင့်သင်ကြားကြကရွာများမှဖိတ်ကြားသောအလှမင်္ဂလာပွဲကထိန်ပွဲဖျားပွဲစသည်တို့ကိုလက်ခံကလိုက်လံတီးခတ်ကြရင်းရန်ပုံငွေများကိုမိုးရွာမရှောင်နေပူမရှောင်ဆက်လက်စုဆောင်းနေကြသည်ထိုကဲ့သို့လာရောက်ငှားရမ်းကြသည့်ပွဲများကိုလည်းနေညမရွေခရီးမရွေအရေးပေါ်လျင်ပေါ်သလိုပရိသတ်များအကြိုက်တွေကျေနပ်စေရန်အတွက်ကြိုးစားပန်းစားဖြင့်တီးခတ်ဖျော်ဖြေပေးကြသည့်အပြင်တခန်းရက်ပြဆက်ရှိဟာတစသည့်ဒေသနှင့်ကိုက်ညီသည့်ပြဆက်အမျိုးမျိုးတို့ကိုလည်းကပြဖျော်ဖြေပေးလျက်ရှိနေသဖြင့်မောင်ထွန်းရှိတို့တငယ်ချင်းတစု၏ချိုတေးရင်တီးဝိုင်းမှာနာမည်ကျော်တစ်ထက်ကျော်ကြားလျက်ရှိနေတော့လေသည်